ကျွန်တော်ဒီတစ်ခါဒီ crime ကိုပေါ့နော်ကျွန်တော်9တင်းတန်လဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါချိန်မုံချိန်ဒီသေးစိတ်ကိုဒါကျွန်တော်ပြောပြပေးမှာပေါ့နော်အရင်ကျွန်တော်တင်တဲ့ဟာကျတော့ကျွန်တော်ကဖြုတ်တာရဲ့လုံးတာရဲ့အဲ့ထဲမှာနည်းနည်းချိန်တာလေးတော့ပါတယ်ဒါပေမဲ့အဲ့ဒါအသေးစိတ်မဟုတ်ဘူးအဲ့ကျတော့ကျွန်တော်တို့ဒီအသေးစိတ်ချိန်မုံချိန်ဒီလေးကိုကျွန်တော်ဘယ်လိုချိန်ရမယ်ဆိုတာကိုကျွန်တော်ရှင်းပြပေးမယ်ရှင်းပြပေးတဲ့အပြင်ကိုကျွန်တော်တို့ crime ကျွန်တော် UU crime နဲ့ကျွန်တော်ဒီ UU 125 crime တို့ super cut 1 dan တွေ crime နေတယ်ဒီကောင်ကကျတော့ဟိုဒီ crime လေးနဲ့ကျွန်တော်ပြရဲဆိုတာဒီ crime လေးကကျတော့ကျွန်တော်ဒီဒါဂါဗနာပါတဲ့ဘိန်းပေါ့နော်ဂါဗနာပါတဲ့ဘိန်းရဲ့ crime ကဒီကျွန်တော်တို့ဒီဘက်ကအဓိကထားပြီးတော့ main ယူပြီးတော့ချိန်ရလဲဆိုတာလေးပါကျွန်တော်ဒါဒီအသေးစိတ်လေးပေါ့နော်ဒါကျွန်တော်ချိန်မှုချိန်ကြီးလေးဒါကျွန်တော်ပြမယ်အဲ့ကျတော့တစ်ချက်တော့ဒီပြအောင်နော်အဲ့ကျတော့ကျွန်တော်တို့ကဒီ crime တွေကဒါကတော့ကျွန်တော်အရင်တစ်ခေါက်ကလည်းကျွန်တော်ပြောပြထားပေးတယ်ဒီ crime တွေကဒါကျွန်တော်ကတန်နေဆိုတော့ကျွန်တော်တချို့တန်မာတာရှိတယ်ပျော့တာရှိတယ်နော်အဲ့ကျတော့ပျော့တာရှိတယ်အဲ့ကျတော့ကျွန်တော်တို့ကဒါကိုချိန်မယ်ဆိုလို့ရင်ဒီကောင်တန်ဖြစ်တဲ့အတွက်တန်ရင်ကျွန်တော်တို့ဒီလိုတန်ရင်ရိုက်ချိန်မယ်ဆိုရင်ဒီကျွန်တော်တို့ဒီ crime ချမ်းတွေပိတ်သွားလို့ပါတော့ဖြစ်တတ်တယ်နော်အဲ့ကျတော့ကျွန်တော်တို့ကအဲ့လိုမဖြစ်အောင်ကျွန်တော်တို့ဒီတူတစ်လုံးဝယ်မယ်တူတစ်လုံးကိုမှရှိရင်လည်းတူတစ်လုံးပေါ်မှာကျွန်တော်တို့ကကြီးစော်လိုက်မယ်ပေါ့နော်ဒါကြီးစော်လိုက်ခြင်းအပြင်တော့ဒါကုန်ညာစိတ်တက်တာတော့လို့ကျွန်တော်တို့ကဒီတူကိုကြီးစော်ခြင်းဖြစ်တယ်ပေါ့တကယ်လို့အဲ့လိုမလုပ်ချင်ဘူးဆိုလို့ရှိရင်လည်းကြီးလုံးဝယ်လို့ရတယ်တက်ထူလုံးဝယ်လို့ရတယ်နော်အဲ့လိုဝယ်ပြီးတော့လုံးမယ်ဆိုလည်းလုံးလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့ဒီပေါ်မှာစော်လိုက်တာကျတော့ဒါကုန်ညာစိတ်တက်တာတယ်ကြီးလုံးလို့တက်ထူလုံးလို့ဆိုတာအခုချိန်မှာဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ဈေးပေးရမယ်ပေါ့နော်ကြက်ထားပါတော့အဲ့ဒါတော့ကျွန်တော်တို့ဒီချိန်မုံချိန်လေးကိုပြမယ်ကျွန်တော်ရိုးရိုးကတိုင်းနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကချိန်နေဆိုလို့ရှိရင်ကျွန်တော်ရင်တင်ပေးထားတဲ့ကတိုင်းတော့ချိန်နေဆိုကျွန်တော်တို့ကကလပ်အောင်ဘိန်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ main chef ဘက်ကိုအဓိကထားပြီးယူပြီးချိန်တာပေါ့နော်ဒီ main chef ဘက်ကိုအဓိကထားယူချိန်တာဘာဖြစ်လို့ main chef ဘက်ကိုအဓိကယူပြီးတော့ချိန်ရလဲဆိုရင်ကျွန်တော်တို့ကဒီဘက်မှာကျတော့ကျွန်တော် white sea တွေပါတယ်ပေါ့နော်ကျွန်တော်တို့လွင့်နေဒီဝင့်နေတယ်ဆိုလို့ရှိရင်ရှက်ဝင့်နေဆိုရင် white sea တွေပါတယ်ယူမှာဆိုတဲ့အတွက်ကျွန်တော်တို့ကယူကတိုင်းမှာဆိုရင်ဒီတန်လိုင်းအောင်ပါတဲ့ဘက်ကအချမ်းကိုကျွန်တော်တို့ကအဓိက main ယူပြီးတော့ချိန်နေပေါ့နော်ဒါပေမဲ့ဟိုနှစ်ဖက်စလုံးညီအောင်မချိန်ဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးနှစ်ဖက်စလုံးတော့ကျွန်တော်ညီအောင်ချိန်တယ်ဒါပေမဲ့ main ထားပြီးချိန်တာတော့ဒီဘက်ကိုချိန်တာဖြစ်တယ်အဲ့ကျတော့ကျွန်တော်တို့ကဒါဂါဗနာကတိုင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဘက်မှာကကျတော့သူ့မှာကျွန်တော်တို့တန်လန့်အောင်ပဲပါတာတန်လန့်အောင်နဲ့ YC ပါတာเนาะအဲ့ကျတော့ကျွန်တော်တို့ကဒီကောင်ကို main ထားပြီးတော့မချိန်ဘူးဒီဘက်ကကောင်ကို main ထားပြီးချိန်မယ်ဘာဖြစ်လို့ဒီဘက်ကကောင်ကို main ထားပြီးချိန်ရလဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဂါဗနာအောင်နဲ့ကျွန်တော် main ကလောက်အောင်အကြီးပါတယ်အဲ့ဒီအတွက်ကျွန်တော်ဒီဘက်ပိုင်းကဝင်မယ်ဆိုလို့ရှိရင်အခက်မသိရင်ကျွန်တော်တို့ဒီညီးတန်တွေပေါ့နော်ခိုးတန်တွေထွက်လာတဲ့တာမျိုးတွေရှိတယ်။နော်အဲ့ဒါကတော့ဒါလူတိုင်းဟိုလှုပ်လေးလှုပ်ထားတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကဒါဒီတီးတန့်လှုပ်စားတဲ့လူမဟုတ်ကျွန်တော်တို့က workshop ကိုလှုပ်တဲ့လူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဟာတွေရဲ့နော်ကျွန်တော်လုပ်ပုံလုပ်နည်းတွေကဘယ်ဟာမိန်းထားမယ်ဘယ်ဟာဘယ်လိုလုပ်ရမယ်ဆိုတာလေးတွေကိုဒါကျွန်တော်ကရှင်းပြပေးရပါတော့။ဒါကျွန်တော်လုပ်ပုံလုပ်နည်းတိုင်းပဲပြောပြပေးရ။အဲ့ကြတော့ကျွန်တော်တို့ဒီဘက်က main ထားချိန်မယ်ချိန်မယ်ဆိုအခုချိန်မှုချိန်นี้ကိုကျွန်တော်ပြောပြပေးမယ်ဒီမှာနော်ဒါတော်တော်ဝင့်နေနော်ဒီမှာတော်တော်ဝင့်နေနော်တော်တော်ဝင့်နေနော်ဒီမှာတော်တော်ဝင့်နေအဲ့ကြတော့အဲ့ဒါကိုကျွန်တော်ကချိန်မှုချိန်นี้ကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်1ကျွန်တော်တို့ချိန်မှုချိန်นี้ရကြတော့ဘယ်လိုချိန်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီလိုဘာနီယာကလစ်ပါဖြစ်ဖြစ်နော်ကျွန်တော်ညီတဲ့အရာဝတ္ထုတစ်ခုခုပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ကဒီလိုထောက်ကြည့်လိုက်ဒီလိုထောက်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီဘက်ချမ်းကမြင့်နေတယ်ဆိုရင်အဲ့ဘက်အချမ်းကိုကျွန်တော်တို့ကအနှဲငယ်ထုပေးမယ်နော်ဒီလိုချိန်ကြည့်လိုက်လို့ရှိရင်သူကဒီမျက်နှာပြင်မှာလို့တင်လိုက်တာနဲ့ဟိုဘက်ကမျက်နှာပြင်ကမြင့်နေလားနှိမ့်နေလားဆိုတာကျွန်တော်တို့ကချိန်လို့ရတယ်နော်အဲ့ကျတော့မြင့်တဲ့အကောင်ကိုထုလိုက်မယ်နော်ဒီဘက်ကနေနည်းနည်းထုလိုက်မယ်ထုပြီးလို့ရှိရင်ကျွန်တော်တို့ကပြန်ချိန်ကြည့်မယ်ပေါ့နော်ဒါကတော့နံပါတ်1ဒါချိန်ပုံချိန်နည်းကိုကျွန်တော်တို့ကပြောပြပါပေါ့ဒီကတိုင်းချမ်းချိန်ပုံချိန်နည်းပေါ့နော်အဲ့ကျတော့တချို့ကတိုင်းချမ်းတွေကြော်ရှိတယ်ဘယ်လိုရှိလဲဆိုရင်ကတိုင်းချမ်းကအနှဲငယ်လေးသီးနေတာတို့ပါလို့ရှိတယ်နော်တစ်ချမ်းနဲ့တစ်ချမ်းမညီရပေါ့ဒါတွေကတော့ယူရီးယားဘိန်းတွေမှာတော့ဖြစ်ခဲတယ်တေယိုဘိန်းတော်တော်များများကြုံမှုတယ်အဲ့ဒါကတိုင်းချမ်းတစ်ချမ်းနဲ့တစ်ချမ်းမညီရပေါ့နော်မညီတော့ကျွန်တော်တို့ကဒီမညီတဲ့ဟာကိုကျွန်တော်တို့ကခုနပြောတဲ့ကျွန်တော်ဒီဘာနီယာကလစ်ပါနဲ့ထောက်ချိန်မယ်ဆိုလို့ရှိရင်အဲ့ဒါချိန်လို့မရတော့ဘူးเนาะမရတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့နောက်တနည်းရှိတယ်အဲ့ကောင်ကနောက်တနည်းရကြောဘယ်လိုလဲဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာချိန်လိုက်တဲ့အနေထားမှာကျွန်တော်တို့ဒီမှာ
အကွာဝေးတစ်ချက်ကြည့်မယ်ဒီမှာဒီဘက်ကထိတယ်ပေါ့နော်ဒီနေရာနဲ့ချိန်မယ်နော်ဒီဘက်မှာထိတယ်နော်ဒီမှာထိတယ်နော်ဒီဘက်အချမ်းလေးပေါ့နော်ဒီကျွန်တော်တို့ဒီ grind ရဲ့ဒီ weight ပါတဲ့အချမ်းပေါ့နော်ဒီနန်းလေးကအချမ်းနေပြီးတော့ကျွန်တော်ထိတဲ့အနေအထားကိုကြည့်လိုက်ရင်ဒါဆိုထိတယ်ဆိုရင်ဒီဘက်မှာလွတ်သွားတယ်နော်အဲ့မှာလွတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကထူရမယ့်ဘက်ကကျွန်တော်တို့တိသွားပြီပေါ့နော်ထူရမယ့်ဘက်ကတိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါထုချိန်မယ်ပေါ့နော်Oh sorry အဲ့ကြတော့ကျွန်တော်တို့ကဒီမထိတဲ့အချမ်းကိုကျွန်တော်တို့ကထုရမှာเนาะခုနကကျွန်တော်ပြကျင်တော့ကြည့်ပြီးတော့ကျွန်တော်မှားပြီးပြောမိရပါเนาะတွေ့လားမသိဘူးเนาะအခုနကကျွန်တော်တို့ဒါခုနကတော့ကျွန်တော်တို့ချိန်ထားတဲ့ဟာတော့ဘယ်လိုချိန်ရတယ်ဆိုတာလေးကိုပြောပြပေးရเนาะဒီမှာဒါဆိုလို့ရှိရင်လုံးဝ okay သွားပြီဒါကကျွန်တော်တို့လက်ကလှုပ်လိုက်တဲ့အတွက်ဒါရမ်းသွားတာပါတယ်เนาะတော့တွေ့လားမသိဘူးလက်ကလှုပ်လိုက်တဲ့အတွက်ရမ်းသွားပါတယ်ဒီထိတ်ကိုတော့မကြည့်နဲ့ဗာဖြစ်လို့ဒီထိတ်ကသူတို့ဒီတန်လိုက်အောင်ဆွဲဖြုတ်တဲ့အချိန်မှာကျွန်တော်ပူလာတွေပါရင်းနဲ့ထောက်ထားတဲ့အတွက်နတ်တိုင်အနှဲငယ်ဝင့်နေရကောက်နေရရှိရเนาะဒါကတော့ကျွန်တော်ပြောပြတဲ့ဟာလေးကတော့ဒါအလုံးဝအသေးစိတ်လေးပေါ့เนาะအဲ့ဒါလေးကလုံးဝအသေးစိတ်လေးတွေဖြစ်တဲ့အတွက်ကိုတိုင်းဒါချိန်လုံးလို့ချိန်လို့ရရပေါ့เนาะဒါလုံးလို့ချိန်လို့ရတယ်ကျွန်တော်ပြောပြပေးတဲ့ဟာလေးတွေဒါအလွယ်ကူဆုံးနီးလန်းလေးနဲ့ဒါကျွန်တော်ပြောပြပေးရပါတော့အဲ့ကြောကိုတိုင်းလှုပ်ကြည့်လို့ရှင်လဲဒါအဆင်ပြေပါတယ်ဒါဒီတဲ့လုံးဝရိုးရှင်းတာမရှိတော့ဘူးဒါအရိုးရှင်းသုံးမဲ့ကတိုင်းချိန်နေတဲ့မှာဒီအိုင်းနဲ့လဲတော့လက်ရဲ့အားနဲ့ဆိုလို့ရှင်ရမ်းသွားအမျိုးတွေပါဖြစ်တတ်တယ်เนาะဒါဒီလိုလေးလှည့်ပြီးတော့ကိုလိုချင်တဲ့လောက်လေးပေါ့နော်ကိုလိုချင်တဲ့လောက်လေးလိုလေးချိန်ကြည့်မီတာတွေပါဒီကျွန်တော်တို့ချိန်တဲ့မီတာတွေပါလဲဝယ်လို့ရတယ်နော်အဲ့မီတာတွေနဲ့ချိန်မဲ့ဆိုလဲပို့ပြီးတော့အဆင်ပြေတယ်ဒါကတော့ကျွန်တော်တို့ကတော့ဒါရိုးရပဲကျွန်တော်တို့ချိန်မှုချိန်ဒီအတိုင်းပေါ့နော်အလွယ်ကူပေါ့အလွယ်တကူလို့ကျွန်တော်ဒါပြောပြပေါ့နော်အဲ့ဒီချိန်မှုချိန်ဒီလေးတွေလုံးပုံလုံးနည်းလေးတွေကတိုင်းတစ်လုံးနဲ့တစ်လုံးရဲ့ကွာခြားချက်လေးတွေကိုဒါတိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတိုင်းလုပ်တဲ့အခါလုံးဝအဆင်ပြေသွားပြီပေါ့နော်အဲ့ကျမအခုဟာကတော့ဒါကျွန်တော်အလွယ်ကူဆုံးချိန်မှုချိန်ပြီးလို့ကျွန်တော်ကပြောပြပေးတာเนาะနောက်ဗီဒီယိုမှာကျွန်တော်ဒီကတိုင်းရဲ့အလုပ်လုပ်ပုံရစားပြီးတော့ကျွန်တော်ရှင်းပြပေးတယ်ဒါကတော့အလွယ်ကူဆုံးချိန်လို့ရအောင်လို့ဒါကျွန်တော်ပြောပြပေးတယ်